Hello မင်္ဂလာနေ့လည်ခင်းလေးပါဗျာဒီနေ့ကတော့ဒီဘက် site မှာပေါ့နော်ဒါလက်စလေးတွေလာတက်နေတာဖြစ်ပါတယ်မပြီးသေးပါဘူးကြွေပြကတ်သမားတွေလည်းရှိတယ်ပေါ့နော်အားလုံးပဲမင်္ဂလာနေ့လည်ခင်းလေးပါဗျာကြွေပြကတ်သမားအဖွဲ့ကကတ်နေတယ်ပေါ့နော်အရင်ကတော့အယောင်နဲ့တိတ်ပြီးတော့မလိုက်ဖယ်ဘူးပေါ့နော်ကတ်ထားတာနဲ့ဆိုရင်ဒါနဲ့လည်းအင်ရှင်အကြိုက်ပေါ့နော်အင်ရှင်အကြိုက်လုပ်ပြရတာဆိုတော့လေသူ့အယောင်လေးနဲ့တူတော့မဆိုးပါဘူးလှနေပါတယ်ဗျာဒါတော့အိမ်နောက်ဖေးဖြစ်ပါတယ်အိမ်နောက်ဖေးဒီမှာဆိုတော့ဒါမိဖို့ကြောင်ပေါ့နော်အိမ်နောက်ဖေးပေါက်လည်းဖြစ်တယ်ဒီမှာမိဖို့ကြောင်ဖြစ်ပါတယ်ရှည်လောက်ထားတာတော့ရှည်ပါပဲလို့มีอยู่ว่ามีเหลืออยู่ก็ได้เศษมัน ခင်းထားတယ်တော့ เศษมันเป็นเศษ ရှည်ပဲပေါ့နော်ဒီမှာတော့အယောင်လေးနည်းနည်းကွဲနေရလေးရှိပါတယ်ဒါကတော့ပြန်ပြင်ရမှာပေါ့နော်အင်ရှင်ကမကြိုက်ဘူးဖြစ်ပါတယ်ဒါတော့အိမ်နာကန်းပေါ့နော်ဒါတော့အေကန်းပေါ့နော်အေကန်းလည်းဖြစ်တယ်နော်အိတ်ခမ်းက3ကန်းပါပါတယ်အိတ်ခမ်း3ကန်းပါလားဒါတော့ကြွေပြကပ်ပြီးနေပြီနော်ဒါလည်းအိတ်ခမ်း3ကန်းအိမ်နာ3ကန်းပေါ့နော်အိမ်နာရေရှိုးကန်းနဲ့ပေါ့နော်တဲရဲ့3ကန်းဖြစ်ပါတယ်ဒါတော့မပြီးသေးဘူးပေါ့နော်ဒီနေ့မှဒီမနေ့မှလောင်းထားတာပါဒါလည်းမပြီးသေးပါဘူးဒါလည်းအိတ်ခမ်းပေါ့နော်ဒီမှာလည်းအိမ်နာကန်းရေရှိုးကန်းနဲ့ပါလို့အလုံးကတော့ရှယ်ပါပဲ มันนี่เป็นนี่เนาะแบบนั้นแหละ ဒါရှေ့မျက်နှာစာဖြစ်ပါတယ်အခုမှကြွေပြကတ်နေတော့မှ นี่หลายกล้องแล้วนี่หลายกล้องแล้วเอามาเปรียบละลองเสียงมา15กับ7เมตรหลังรู้เลยล่ะเนี่ยกล้องเขาใจไปแล้ว7เมตรอ่ะเนี่ยปืนแล้ว ကောင်ဖက်တာ เนี่ย7เมตร ဘေဖက် นี่มัน55ตายพันกว่า onion ကြွေပြားမလောက်သေးပါဘူးတဲ့ဒီမှာအမိဖို့ကမပြီးသေးဘူးပေါ့နော်လောက်နေตัวอันจะเอาแต่ละครับคนละอันถ้าไม่เอาจริงเนี่ยให้เปลี่ยนแต่ต้องเอาตรงมา ခင်မှာကောင်ဖက်လို့ပါ ต้องยึดติดนี่เนาะเข้าวะฟังของฟังแล้วเขาฟังแต่เขาว่าแต่งของก็ทำบนใน
มีห้องนี้แหละ mình đủ lần rồi hả mình đủ lần rồi đúng không à. Đó là mẹ. Đây là 9 tiền người ta